လိုက်ပါတယ်ဒါအမြင်နဲ့ကျန်တဲ့ကျောင်းသားတွေကလည်းချက်ချင်းပဲစားကူးကြတာပေါ့ဒါပေမဲ့တမတ်ချိန်ပြေလို့စားမပြီးတဲ့သူတွေကိုတော့ဟွာချင်းကလက်သီးနဲ့ထိုးနေပြီးဆုံးပါပါတယ်ဒီလိုမျိုးအမြဲတမ်းအချက်ကန်ခံရတာကြောင့်ရှန်ဝါတယောက်တီးမခံနိုင်တဲ့အဆုံးရောက်သွားပါတယ်သူကဒီဆောက်တဲ့အရာတွေကလက်တွေ့ပေါ်မှာဘာမှအသုံးမဝင်လို့ဒေါသတကြီးနဲ့အော်ဟစ်လိုက်တာပါဟွာချင်းကလည်းသူပြောတာအချက်လက်ကြတယ်လို့လက်ခံလိုက်ပြီးလက်တွေသင်ခန်းစာတွေသင်ပေးဖို့အတွက်အတန်းကိုအပြင်ကိုခေါ်ထုတ်သွားပါတယ်ဒါတော့မှကျောင်းသားများစုကစိတ်ဝင်စားတာကြောင့်ဟွာချင်းကအဆူဆုံးလူမိုင်းတွေကိုဘရိတ်ပြတ်နေတဲ့ကားစီးထဲထည့်လိုက်ပြီးကွင်းထဲမှာအရှိန်မြင့်မြင့်နဲ့ပတ်မောင်းပါတယ်ကားရသွားတဲ့အချိန်မှာတော့ဒီနှစ်ယောက်စလုံးအသိငယ်မတဲ့ကြောက်လန့်သွားတာပေါ့ကျန်တဲ့ကျောင်းသားတွေကလည်းလုံးအောင်တုံ့လှုပ်သွားပါတယ်အဲဒီညမှာပဲရှန်ဝမ်နဲ့အင်ဘိုတို့ဟာတိတိစိတ်ရေချိုးကန်းတွေကိုခိုးဝင်ပြီးဂွန်ဒီကိုကျောင်းကနေထွက်ပြေးနိုင်အောင်ကူညီဖို့အတင်းကျပ်ကင်ပါတယ်ပြီးတော့သူကဂျန်နဲ့သွားတွေ့ပြီးတယောက်ကကြောင်းထိန်းချုပ်ဖို့ကြိုးစားတယ်ဆိုပြီးဆရာကြီးစီမှာသွားပြီးတိုင်မလို့ပါဂျန်ကလည်းလူမိုက်လို့ဘာလို့ဖြစ်တော့သူ့ရဲ့အာနာကိုတုံးပြီးတော့မှတယောက်ကစိန်ခေါ်ရဲဆိုကြားတာနဲ့အယောင်ဒေါသထွက်သွားတာပေါ့ဒီချိန်မှာပဲသူကအာကစားရုံထဲဝင်လာပြီးဆရာကြီးဟွာချင်းကိုတိုက်ခိုက်ဖို့စိန်ခေါ်ပါတယ်ဒါပေမဲ့တိုက်ပွဲကအရှိန်မြင့်ဆုံးရောက်တဲ့အချိန်မှာပဲဟွာချင်းကရုတ်တရက်သတိလစ်သွားတယ်လို့ဟန်ဆောင်လိုက်ပါတယ်ကျောင်းသားတွေကတော့ဟာဂျန်ကြီးတယောက်အနိုင်ရသွားပြီဆိုပြီးအံဝေးခံပြောနေတာပေါ့အားလုံးကအံဩသွားတာကတော့ဟွာချင်းကလည်းသူနဲ့တူလိုက်ပြီးလက်ခုပ်တီးပေးတာပါတကယ်တော့သူကဂျန်ကိုအပြင်ထွက်လာအောင်ဆွဲဆောင်မှုအတွက်ဒီကျောင်းသားနှစ်ယောက်တမင်တကာထွက်ပြေးခွင့်ပေးလိုက်တာပါဂျန်ကိုမနေနိုင်သေးဒီကျောင်းကဘယ်တော့မှပုံမှန်ဖြစ်မှာမဟုတ်ဘူးဆိုတော့လည်းသူသိပါတယ်အဲဒီနောက်မှာတော့ဟွာချင်းကဂျန်ကိုကိုယ်နှက်ကွက်ထဲနဲ့အလဲထိုးလိုက်ပါတယ်အဲဒီအချိန်မှာပဲဂျန်ကလည်းလူမိုက်အုပ်စုကြီးတစ်ခုကိုကျောင်းကိုခေါ်လာပြီးရှောက်လာပါတယ်ဟွာချင်းကဘာမှမကြောက်ပဲအုပ်စုတွေကိုတိုးဝင်သွားပြီးတန်တူရင်းတွေထုသလိုမျိုးလက်သီးချက်တွေနဲ့ထိုးနေပါတယ်ခဏကြောင်တော့သူကလူမိုက်ခေါင်းဆောင်တွေကိုသူ့ရဲ့ခြေထောက်အောက်မှာဖိနှင်းထားနိုင်ခဲ့ပါတယ်ဒါအောင်မြင်သွားတဲ့ရှန်ဝမ်နဲ့အင်ဘိုတို့ကလည်းချင်းချင်းတူထောက်တောင်းပန်ဖို့ခွင့်လို့ဖို့ပြောတာပေါ့သူတို့ကရောင်ကျိုးကိုလည်းစိတ်ရင်းနဲ့တောင်းပန်ကြပါတယ်။ဝါချင်းကသူတို့ကိုစာမတင်ရင်နေလို့ရပြီမဲ့တခြားသူတွေရဲ့ဘဝကိုအနှောက်အယှက်မပေးဖို့တတိပေးလိုက်ပါတယ်။နောက်မှာဒီလိုကိစ္စမျိုးတွေထပ်မဖြစ်အောင်အစိုးရစီမင်းအသစ်တွေကိုထုတ်ပြန်လိုက်ပါတယ်။အခုဆိုရင်တော့ကျောင်းအားလုံးမှာတတူထိုးတာကိုပိတ်ပင်လိုက်သလိုစိုင်ကယ်တွေကိုလည်းကျောင်းဝင်းထဲကိုစီဘီပေးမဝင်တော့ပါဘူး။အဲ့လိုနဲ့အရာလုံးအခြေအနေကောင်းသွားတဲ့အချိန်မှာတော့ဂွမ်ဒေးကရောင်ကျိုးကိုစောက်တော့ပေးပြီးတော်တဲ့စက်ပြင်ဆရာတွေကဖြစ်လာဖို့ဆူတောင်းပေးလိုက်ပါတယ်။ဒီလိုနဲ့ပဲဇလန်လေးရရန်နေငယ်ကြတဲ့အခါမှာမိန်းကလေးအထက်တန်းတစ်ကျောင်းမှာစိုးရတဲ့ကိစ္စတစ်ခုဖြစ်သွားတာကိုပြသထားပါတယ်။ဒီအပိုင်း3ကတော့မိန်းကလေးအထက်တန်းကျောင်းမှာပါအတန်တက်နေတော့ရီရီကသူ့မရဲ့ဖုန်းတင်လိုက်တဲ့ဆီယာမမစ်ချောင်ကိုရန်ညိုးဖွဲ့သွားပါတယ်အဲဒီနောက်မှာတော့သူမကဆီယာမမစ်ချောင်ကိုကျောင်းသားတွေကိုနှိပ်စက်တယ်လို့မျိုးဖြစ်အောင်ဗီဒီယိုတွေကိုမတမားတဲ့နည်းနဲ့ပြင်ဆင်ပြီး online ပေါ်တင်ပါတယ်အတမိုက်ဆီယာမကဒီအကြောင်းကိုသိသွားတဲ့အခါမှာတော့ရီရီကိုတီးတန်းခေါ်တွေ့ပြီးဆီယာမမစ်ချောင်ရဲ့နာမည်ကိုပြန်ဆဲပေးဖို့အတွက်ဗီဒီယိုအပြည့်စုံတင်ပေးဖို့လည်းတောင်းဆိုပါတယ်တကယ်တော့အဲ့ဒီရီရီဆိုတဲ့ကောင်မလေးက influencer ပါ follower 6 သိန်းလောက်ရှိပါတယ်သူကိုယ်တိုင်ဒီကိစ္စကိုမြင်တွေ့ရတာဖြစ်လို့ဗီဒီယိုကလောက်ကျန်ထားတယ်ဆိုတာသူသိနေတာပေါ့ဒါပေမဲ့လည်းရီရီကအပြစ်မရှိလို့ခံစားရမယ်ဆိုအတမိုက်ဆီယာသူ့မောင်နှောက်ယှက်ပါတယ်ဆိုပြီးနောက်ထပ်ဗီဒီယိုတစ်ခုထပ်ပြီးလောက်ကျန်ဖန်နေပါတယ်ဒီဗီဒီယိုကလည်း online မှာချင်းချင်းကိုပြန့်နှံ့သွားတာပေါ့အတမိုင်ဆရာဖြစ်သူကသူ့မကိုအာရမပြုတ်ကျင်နေဆိုတဲ့ချစ်ရှုသူတွေကလည်းကျောင်းထဲကိုခိုးဝင် live feed လွှင့်ပြီးတော့မှဆရာရဲ့မိသားစုပါဒုက္ခပေးမယ်လို့ဝါမီချင်းချောက်ကြပါတယ် follower တွေကအဲ့လိုမျိုးချင်းချောက်တဲ့ခါမှာတော့ online ကနေတိုက်ခိုက်မှုတွေကြောင့်ဆရာရဲ့ဘဝလည်းပျက်စီးသွားခဲ့ရတာပေါ့နောက်ဆုံးမှာတော့ဆရာဖြစ်သူကကားထဲမှာကိုအဆုံးစီရင်သွားပါတယ်ဘူဆိုရာတချို့သော influencer တွေကနာမည်ကြီးခြင်းလို့သူ့ရဲ့ဇာပနာမှာလာပြီးပြဿနာရှာတာပါအဲ့ဒီချိန်ဆရာမ miss ချောင်ကတော့ထပ်ပြီးငြိမ်မနေနိုင်တော့ပါဘူးသူမကရီရီကိုအမှန်တရားကိုရှင်းပြဖို့ဗီဒီယိုချင်းတင်ပြီးဒေါသတကြီးတောင်းဆိုလာပါတယ်ဒါပေမဲ့လည်းအဲ့ဒီဆယ်လီမာလေးရီရီကတော့ live လွှင့်နေတာဖြစ်ပြီးသူမကိုသူမနင်နာသူတယောက်လိုဟန်ဆောင်